TNL နဲ့ပတ်သက်လို့လည်းပြောမယ်တာဖုံးကျော်မင်းတို့တိတ်များတယ်မင်းတို့လူရုပ်မာတွေဆိုတာတနိုင်ငံလုံးတကဘာလုံးမြင်လာတော့မယ်မင်းတို့တိတ်များတယ်စောက်စီကံကလနာဘာမှမရှိဘူးဟုတ်ပြီလားမင်းတို့အာနာရှင်ကိုတိုက်တာမဟုတ်ဘူးမင်းတို့ကိုယ်ပိုင်အခွင့်အရေးကိုရှာပြီးတော့မင်းတို့ကြံတဲ့လူတွေကိုအတုံးချခဲ့တဲ့လူရုပ်မာတွေဖြစ်တော့မယ်မင်းတို့ဟုတ်ပြီလားတာဖုံးကျော်ခွေးမသားခွေးမသားအဆင့်လောက်ရှိတဲ့ကောင်တွေကွာစောက်အောင်နှောက်ဘာမှမရှိဘူးစောက်စီကံဘာမှမရှိဘူးစောက်ရှက်လည်းမရှိဘူးကဲခွေးမသားဟဲကောင်တာဖုံးကျော်ငါမင်းကိုခွေးမသားလို့ပြောတယ်တွေ့တဲ့နေရာရှင်းရတယ်ကွာစောက်ရှက်တပြားမှမရှိဘူးဟမ်တခင်အားရကျွံဘာဝလုံနေတဲ့ခွေးမသားမင်းတို့လို့စောက်ဆင်ကများကွာဟမ်ဒီပိုင်းကိုဖြတ်မယ်